Hello အားလုံးမင်္ဂလာပါရှင်ဆိုတော့ဒီနေ့ပေါ့နော်ပြပြချင်တာကလေယောက်ျားလေးဖြစ်စေမိန်းကလေးဖြစ်စေပေါ့နော်မိုးလင်းပြီးရေချိုးတဲ့အချိန်ပေါ့နော်မျက်နှာတစ်တဲ့အချိန်မှာဆိုတော့ကိုမျက်နှာတစ်စစ်လေးကိုတစ်လိုက်လို့ရှိရင်လုံးဝမျက်နှာလေးလုံးဝကြည်သွားတဲ့ခံစားချက်မျိုးကိုလိုချင်တယ်ပေါ့နော်ဖီးရရှမ်းမိုက်တယ်လို့ရှိရင်ညနေပဲရေချိုးလို့ရှိရင်လည်းမျက်နှာတစ်စေးလေးပေါ့နော်ကိုနဲ့တစ်လိုက်လဲဒီမျက်နှာကိုနဲ့တဲ့မျက်နှာတစ်စေးလေးကိုတစ်လိုက်မယ်ဆိုရင်လုံးဝအခန်းစားချက်ကလုံးဝပျော်သွားတယ်ကိုနဲ့မတင်းတဲ့မျက်နှာတစ်စေးကိုတစ်လိုက်မယ်ဆိုလို့ရှိရင်မျက်နှာထဲမှာလေးမတိုးမတန့်နဲ့ကိုပေါ့နော်မစင်တယ်လို့ခံစားရတာမျိုးရှိတယ်အဲ့လိုမျိုးမျက်နှာတစ်စေးရွေးတဲ့အခါမှာဆိုလဲတွေ့ရမျက်နှာတစ်စေးနဲ့မရွေးရဘူးကိုယ့်ရဲ့အသားရှင်နဲ့လိုက်ဖက်တဲ့မျက်နှာတစ်စေးကိုရွေးလို့ရှိရင်ပိုပြီးခံစားချက်ကအရန်ကောင်းတယ်သိလားဘာလဲဆိုလို့ရှိရင်အဓိကကတော့လေဘယ်လိုလဲဈေးပေါ်တယ်ဈေးကောင်းတာထက်ကိုအသားရည်နဲ့ထိတွေ့တဲ့မျက်နှာသစ်ဆိုရေးပြီးလူတယောက်မှာလေပေါ့နော်စပင်းမှာဆိုလဲစပင်းအလှရှိတယ်လို့လေလူရဲ့မျက်နှာလေးကလည်းလှတယ်လူတိုင်းလူလိုကအလှကိုစီချိကြတယ်သိလားရုပ်ဆိုးရုပ်လာမလား तू ကရုပ်မလောက်လို့ပြင်မယ် तू အရုပ်မလိုက်လည်းမအလှကိုစီရှိကြတယ်အသားဖြူဖြူအသားညိုညို तू အလှကိုစီရှိကြအဲ့တဲ့ကြောင့်ကိုရဲ့အသားရှည်ကိုတနေ့ကိုလေမှန်လေးပြန်ကြည့်လိုက်ယောက်ျားလေးဖြစ်စေမိန်းကလေးဖြစ်စေပေါ့နော်ကိုဘယ်အချိန်မှပဲဆိုးဘယ်အချိန်မှပဲကိုဘလို့ပဲနေတစ်ချိန်နေရောကိုမျက်နှာလေးကိုမှန်နဲ့ပြန်ကြည့်ပြီးငါမျက်နှာကဘလို့အသားရှည်တာလေအစီပြန်တဲ့အသားရှည်ကလားပြီးလို့ရှိရင်အသားရည်ချပြီးတော့အမဲဆက်တွေရှိတာလားပြီးလို့ရှိရင်တော့အသားကဆိုးတယ်ဆိုပြီးတော့ဝက်ရှန်တွေထွက်တာလားဟာကျနာဘာမှမရှိဘဲနဲ့စားဝက်ရှန်တွေရှိတာလားမျက်နှာအသားရည်ခြောက်နေတာလားအရန်အစီပြန်တာလားပြီးနေလောင်ကွက်တွေရှိနေတာလားတချို့ယောက်ျားလေးတွေရှိတယ်ဘာမှမသိဘူးအနေဘူးတော့တောက်လျှောက်တွက်တက်ကမျက်နှာကြီးကမဲတာမျိုးရှိတယ်ပေါ့နော်ပြီးလို့ရှိရင်တော့ဝက်ရှန်တွေရှိရဲ့အစီပြန်တာရှိတယ်ဒါမျိုးရှိရဲ့အတွက်ကြောင့်ဆိုလိုက်ရတော့အခုဆိုလို့ရှိရင်အရန်ကိုပဲခက်စားနေတယ်အရန်ကိုပဲပေါ့နော်နာမည်ကြီးနေတဲ့ပစ္စည်းလေးတွေနဲ့မိတ်ဆက်ပေးမယ်ဒါလေးရဆိုလို့ရှိရင်ဆိုလဲမိတ်ဆက်လို့ရှိရင်လည်းဒီထဲမှာဒီကမိတ်ဆွေကြိုက်နှစ်သက်တဲ့ဟာလေးတွေနဲ့သုံးလို့ရတယ်ပေါ့နော်ဒီမှာနှစ်မျိုးရှိပါတယ်မျက်နှာသစ်စေးပေါ့နော်ဒီနှစ်မျိုးစလုံးကိုလည်းတယောက်တည်းနဲ့မျက်နှာသစ်စေးနှစ်မျိုးကိုသုံးရမယ်လို့မဆိုလိုဘူးပေါ့နော်ကိုနဲ့အဓိကလိုက်ထက်သုံးပေးပါရှင်နံပါတ်1အနေနဲ့တော့ဆိုလဲအလွယ်တကူလေးပြပြမယ်ဒီဘီလေးလေးရဆိုလို့ရှိရင်တော့ဘာချက်ရွှေတာတင်တဲ့လူပေါ့တဒုံးလေးနဲ့အရာရောက်နေဝေးစီရဲ့တက်တာစေခြင်းတဲ့လူဆိုရင်ဒီလိုမျိုးလေးကိုသုံးပေးပါရှင်ဒါလေးရဆိုလို့ရှိရင်မျက်နှာရောခန္ဓာကိုယ်နှစ်မျိုးရတယ်မျက်နှာဆိုလို့ရှိရင်လည်းမျက်နှာဖြူရဲအသားဖြူရဲပေါ့နော်အသားဖြူရဲခန္ဓာဆိုကိုလို့ရှိရင်လည်းခန္ဓာကိုယ်အလျောက်အသားရည်ဖြူတဲ့အတွက်ကြောင့်သူကဘာလဲဆိုရင်မျက်နှာမှာဆိုလို့ရှိရင်သူကမှဲ့ချောက်ရှိရဲ့လူတင်းတေးရှိရဲ့လူမျက်နှာအသားရည်ဖြူခြင်းတဲ့လူဆိုရင်ဒီဘီလေးဆက်ပြလို့တော့ခန္ဓာကိုယ်မှာဆိုလို့ရှိရင်တော့သူကလက်ဘေးနေလက်တွေအကုန်သုံးလို့ရတယ်ဟွာတနည်းဆက်ပြဆိုတော့လက်တွေလည်းသုံးလို့ရတယ်သူကလက်တွေမှာဆိုလို့ရှိရင်သူကနေလောင်ကွက်တွေရှစ်တာတွေအသားတွေမညီတာတွေပြီးလို့ရှိရင်ပေါ့နော်အမဲဆက်တို့ဘယ်လိုပဲနေဘူးခဏသွားလို့အသားတွေမဲတာတွေပေါ့နော်အဲ့လိုသုံးလို့ရတဲ့အတွက်ကြောင့်ဒီဘီလေးဆက်ပြလေးရဆိုရင်ဘာချက်ရွှေတာခြင်းနဲ့တဒုံးလေးနဲ့ပေါ့လဲဘေးလည်းဖြူမယ်မျက်နှာလည်းဖြူမယ်ခန္ဓာကိုယ်လည်းအသားရကြည့်မယ်အဲ့လိုလူမျိုးရဲ့အတွက်ဆိုရင်တော့ဒီလိုမျိုးအောက်စာလေးသုံးတာမှာဒါလေးရဆိုလို့ရှိရင်တော့မျက်နှာမှာတင်းတိတ်ရှိရဲ့လူမှဲ့ကြောက်ရှိရဲ့လူအသားဖြူခြင်းတဲ့လူတွေသုံးပေးဒီဟာလေးရပေါ့နော်ပြီးတော့ရှင်တော့နှစ်တန်မျိုးကကြတော့ကိုယ့်ရဲ့မျက်နှာမှာအရန်အစီပြန်တယ်အစီဘူးတွေထွက်တယ်မျက်နှာမှာဝက်ရှန်တွေထွက်တယ်ပေါ့နော်ပြီးလို့ရှိရင်ဝက်ရှန်ကြောင့်အစီဘူးတွေထွက်တယ်မြေစားဝက်ရှန်လေးရှိရင်မျက်နှာလေးကိုဆွတ်အီလေးဖြစ်ချင်တယ်ဆိုရင်ဒီကောင်လေးသုံးမယ်ဒီကောင်လေးရဆိုလို့ရှိရင်ဝက်ရှန်တမအစီဘူးတမအစီပြန်တဲ့တမစားဝက်ရှန်ရှိတဲ့လူမျက်နှာလေးကိုတစ်ပြီးသွားလို့ဆွတ်လေးဖြစ်ချင်တယ်ဆိုရင်လူသုံးမယ်ဘာကြောင့်လဲဆိုတော့ဂျဲကလင်စာဖြစ်တဲ့အတွက်ကြောင့်ဒီဂျဲလေးတွေကဆိုလို့ရှိရင်မျက်နှာရဲ့ရွှေညစ်ပေါက်လေးထဲဒီကိုစိတ်ဝင်ပြီးတော့သူကအထဲမှာရှိတယ်ပေါ့နော်အညစ်အကြေးတွေလောကတန့်စင်ပေးတယ်သူစားဝက်ချန်ရဲ့လက်တက်တာစီရေပေါ့နော်ပြီးလို့ရှိရင်မျက်နှာရဲ့အရေးပြားနှလွှာထိကိုစိတ်မှုအားကောင်းတဲ့အတွက်ကြောင့်တန်ရှင်းမှုကအရန်အားကောင်းနေပေါ့နော်တရားရကိုင်းတော့အားကောင်းတဲ့အတွက်ကြောင့်တက်ပြီးသွားလို့ရှိရင်သူကဆွအီလေးဖြစ်သွားမယ်ဂျဲတိုက်ဖြစ်တဲ့အတွက်ကြောင့်တက်ပြီးသွားရင်ရေကိုဆင်အောင်လေးသုံးပေးပါရှင်ဒီနှစ်မျိုးဆုံးကတော့ဆိုလည်းပြထားတဲ့အတိုင်းပဲအမျိုးသားရောအမျိုးသမီးရောသုံးပြီးလို့ရတယ်ဒါလေးရဆိုလို့ရှိရင်တော့မျက်နှာတက်လည်းသုံးလို့ရတယ်ခန္ဓာကိုယ်တက်လည်းသုံးရတယ်ဒါလေးရဆိုလို့ရှိရင်တော့ဝက်ချန်တမအစီဘူးတမသုံးပြီးလို့ရတယ်ပေါ့နော်အဲ့လိုမျက်နှာတစ်စလေးကိုရွေးမယ်ဆိုလို့ရှိရင်တော့ကိုယ်နဲ့လိုက်ပစ်တဲ့မျက်နှာတစ်စလေးကိုရွေးပေးပါရှင်ဒါဆိုလို့ရှိရင်တော့မျက်နှာတစ်ပြီးသွားလို့ရှိရင်တော့ကိုမှန်ကြည့်တိုင်းမျက်နှာလေးကစိတ်ကျဉ်နှံမှုရတဲ့ခံစားချက်ကိုရရှိတယ်ပေါ့နော်အဲ့ဒါကြောင့်အဓိကမှာတော့လူတယောက်မှာတော့အရှိကဘိစစ်အနေနဲ့တော့မျက်နှာတစ်စရအရေးကြီးပါတယ်ရှင်ကဲလို့ကိုယ့်ရဲ့မျက်နှာတစ်စလေးကိုကိုကမရွေးတတ်ဘူးဆိုရင်တော့ဒီဗီဒီယိုလေးနဲ့ကြည့်ပြီးတော့ရွေးစေချင်ပါတယ်ရှင်
တခြားပေါ့နော် skin care လေးတွေလည်းသုံးချင်တယ်ဆိုလို့ရှိရင်တော့ဆိုလက်ရှိမှာလာပြီးတော့ဆွေးနွေးတိုင်ပင်လို့ရပါလေရှင်ဆိုလို့ရလက်လီလက်ကဝယ်ယူအားပေးလို့ရတယ်ဆိုလို့ရှိရင်လက်လီလက်ကဖြတ်နေပေါ့နော်ARV တိုင်းကိုယ်စားလှယ်ကြီးဖြစ်ပါတယ်ရှင်အားလုံးလည်းစုတင်ပါတယ်ဆိုလို့ရတော့မှားတဲ့ပစ္စည်းဆိုလို့ရှိရင်ပေါ့နော်ငွေလွဲဝင်မှာပို့ပေးပါတယ်ရှင်ဘယ်နေရာမှာဆိုတော့အားလုံးကျေးဇူးတင်ပါအိမ်ရောက်ပို့ပေးတာနော်